မတ်ဒေါင်းမန်ရဲ့မော်ဝင်ချေစန်းနေနဲ့အနိုင်၃မှတ်ရခဲ့တဲ့အာဆင်နယ်အားလုံးပဲမင်္ဂလာပါဒီနေ့မနေ့ခင်းလေးရတော့ဆောင်ရမ်းကိုတာရတယ်ဗျာဒီနေ့မနေ့ခင်းလေးရတော့ကျွန်တော်တို့အာဆင်နယ်ကအေဗာတန်ကို2-0နဲ့နိုင်တယ်မန်စီးတီးကဝက်စ်ဟမ်းကို1-1နဲ့တည်ရကြတယ်အခုချိန်မှာအာဆင်နယ်က32ပွဲကစားပြီးတော့ရမှတ်80ရပြီးတော့မန်စီးတီးကိုတပွဲအပိုနဲ့6မှတ်ဖြတ်ထားတယ်ဆောင်ရမ်းမိုက်တယ်ဗျာဒီနေ့ညပွဲလေးရဆောင်ရမ်းမိုက်တယ်ညီကိုတို့ဘယ်လိုမြင်လဲဒီနေ့ညပွဲမတ်စတောင်းမန်ကိုဘယ်လိုမြင်လဲမတ်စတောင်းမန်ဝင်လာပြီးချိန်မှာတကယ်ကိုမော်မွန်ချေစန်းနေတယ်အာဆင်နယ်ကမစ်ဘလော့တွေလိုးဘလော့တွေကြားမှာအပြေမရှာနိုင်ဘဲနဲ့ဖြစ်နေတဲ့အချိန်မှာစူပီမန်ကိုထုတ်တယ်မတ်စတောင်းမန်ကိုထည့်တယ်ဆောင်ရမ်းမိုက်သွားတယ်ဗျာတရားဒီကြီးဘူးမြပွဲထဲမှာဆောင်ရမ်းကောင်းတယ်ဗျာတရားဒီမှာမတ်စတောင်းမန်ဝင်လာပြီးနောက်ပိုင်းမှာအာဆင်နယ်ရဲ့ကစားပုံမှာဖရူရီဖော်ဖော်ကိုဖြစ်သွားတာဆောင်ရမ်းမိုက်တယ်တူးကြီးအင်တာဗီဒီယိုစကေးတွေနဲ့လှည့်တယ်ခောက်တယ်ဘူကောက်ဆာကာနဲ့မတ်စတောင်းမန်နဲ့လင်ကပ်ပလေးတွေတွဲတယ်ဝမ်စတက်တွေတွဲတယ်ကွင်းလယ်မှာအဇေးကစပေးရပြီးလို့လှလှရှားတယ်ဆောင်ရမ်းကောင်းတယ်နောက်ဆုံးမကောင်းဘူးဆိုတဲ့မာတင်နယ်လီတော့ဆောင်ရမ်းကောင်းနေတယ်တကယ်မိုက်တာကျွန်တော်တို့2020နဲ့2023ကရာသီကိုကြည့်နေရတယ်လို့ပဲပြောရမင်းတို့အတင်းက dead ball တွေကစားတယ်ကွာမင်းတို့အတင်းကစက်ပီကလည်းကစားတယ်ကွာ corner ရမှမင်းတို့အတင်းဂိုးသွင်းတယ်ကွာဆိုဟာဒီချိန်မှာကြည့်တယ်ဆောင်ရမ်းကညီကိုတို့ဘယ်လိုမြင်လဲဒီနေ့ပွဲမှာတကယ်ကိုမိုက်တာဗျာတကယ်ကိုကျွန်တော်မြင်မှုမြောက်ပေါ့ဒီလိုမျိုးမှာကစားတဲ့ပုံစံကိုအရေးအောင်တွေ့တဲ့အတွက်တေးကြသွားပြီကျွန်တော်အသင်ဖလားရပြီလို့ပြောနိုင်တယ်ဘာလို့ဆိုအရင်တော့ဆိုကျွန်တော်အသင်ကကန်တယ်နောက်ဆုံးမိနစ်80လောက်ဒီတရေကြတယ်ဆိုရင်ကျွန်တော်သွားပြီမိနစ်80တောင်မဟုတ်မိနစ်65လောက်ကိုဆိုရင်တရေကြနေပြီဆိုရင်ကျွန်တော်တို့အသင်ကသွားပြီဟာပြားတွေခတ်နေပြီစိတ်တွေ pressure တွေဝင်လာပြီဒါပေမဲ့ဒီနေ့ကစားတာလေပိုလူဘတ်တစ်ဖွဲ့ကိုကစားတာဒီနေ့အသင်ပါဒီနေ့ပွဲမှာငါတို့ကနိုင်ရမယ်ဒီနေ့ပွဲမှာငါတို့နိုင်ရမယ်တရေမရဘူးအရှုံးမရှိဘူးဆိုပြီးကစားတာတကယ်မိုက်တယ်ဗျာတို့ကစားနေတာကိုကြည့်နေရတာကစောင်းရမ်းကိုလှတာဟာတော်တော်မိုက်တယ်ကစားသမားတွေကိုနီးပြအားလိုက်တာ freedom ပေးတာဟဲ့အောင်မင်းတို့လွတ်လပ်ကစားမင်းတို့စိတ်တိုင်းကကစားဆိုတော့ freedom ကိုပေးတာတယောက်ချင်းတူးချင်းတွေကို individual ဖြတ်ကျော်တယ်လှဲတယ်ခောက်တယ်လူပေးတယ်ရှုလင်ကန်ကန်တယ်တကယ်ဟိုပဲစောင်းရမ်းနေမိုက်တာအစေးတလုံးအစေးသူ့ရဲ့ individual skill နဲ့လှည့်လိုက်တယ်လှည့်ချင်မှာတစ်ဖက်ကစားသမားတက်ကယ်လို့ပြဖြတ်သွားတယ်ဘလုံးပြစ်တယ်အာဆင်နယ်ကစားသမားကြီးဝိုင်းရှင်းလိုက်ရတယ်ရှင်းလိုက်ချင်မှာအစေးကဟာ sorry ကွာငါမှားသွားတယ်ကွာဆိုတော့အစေးကဒါသူကစားသမားတွေကိုဒါသူတောင်းပန်နိုင်မှာတော့အဲ့တဘောမျိုးပေါ့တချို့ကနီးပြလိုက်တာဟဲ့အောင်ဘာမှမဖြစ်ဘူးမကန်ကောင်းနေတယ်ပထမဗျာမိနစ်90မိနစ်60မိနစ်90လောက်ထိကိုနီးပြအားလိုက်မျက်နှာကြီးကမှုံပြီးတော့ဒီပွဲငါနိုင်ပါမလားမသိဘူးဆိုစုစိတ်ထဲမှာစိတ်ကြီးတွေဝင်ပြီးတော့အဲ့လိုမျိုးကြီးဖြည့်စည်းမှုတွေများတယ်မတ်စတောင်းမန်တို့ကထည့်ပြီးတော့တကယ်ကိုကောင်းနီးပြအာတီတာဘယ်လိုဖြစ်သွားလဲသူ့ရဲ့အနွေးတွေအင်ကြီးကိုကောက်ချွတ်ပြတယ်ချွတ်ပြီးတော့သူ့ရဲ့စိတ်ထဲမှာတက်ကြွတာဟာတန်မူတွေမြင့်ပြီးတော့ပွဲရလဲသုံးဝါကိုတန်မူပြည့်ဆောင်ရနေမိုက်ဟဲ့ကောင်းနေချတော့ကန်အဲ့လိုမျိုးတွေကြီးပဲအရင်လိုမျိုးကြီးမလားရှုံမဲပြီးတော့စိုးရိမ်စိတ်တွေမဟုတ်ဘူးဆောင်ရမိုက်တာဒါကျွန်တော်တို့ရဲ့ဖလားယူမဲ့အသင်းဆိုတာဒီလိုဖြစ်နေရမှာနိုင်ပွဲကိုရအောင်ယူရဘလို့နည်းမဖြစ်ရအောင်ကြိုးစားမယ်ရအောင်ကန်မယ်ငါတို့အသင်းမှာကစားသမားကောင်းနေရှိတယ်ငါတို့အသင်းက squad တွေပြည့်စုံတယ်ကဘာပေါ်မှာကြိုက်တဲ့သင်းလာခဲ့အကုန်ဖိုက်နိုင်တယ်ဒီလိုမျိုးဖြစ်နေတာဆောင်ရမိုက်တယ်ဗျာသိလားပရမပိုင်းကိုကြည့်မယ်ဆိုရင်ကျွန်တော်သိတဲ့အတိုင်းပဲအေဗာတန်အသင်းကလိုးဘလော့တွေမစ်ဘလော့တွေလာတယ်အာဆင်နယ်အသင်းကိုကစားခက်စေတယ်အာဆင်နယ်အသင်းကလည်းကိုယ်လည်းမှာ overload တွေလုပ်တယ် high pressing တွေပေးပြီးတော့ကစားတယ်စာကာဘလုံးရတယ်စာကာက၄ဘက်9နဲ့ပွဲရလို့ဘလုံးကိုအရမ်းမကင်ဘူးရှက်ဖြစ်တယ် one touch တွေတွဲတယ်သူလှည့်လို့ရရင်လှည့်တယ်ပြီးတော့ cross ball တွေထောင်းတယ်ကောင်းတယ်ဒါပေမဲ့စာကာဘလုံးရပြီဆိုရင်စာကာရဲ့အပေါက်ကိုတိနေတယ်ကျွန်တော်တို့ကစားကွက်ကိုတိနေတဲ့အတွက်3ရောက်လောက်ကိုအစာကာကိုညှက်ပိတ်ထားတာ3ရောက်4ရောက်လောက်ကိုပိတ်ထားတာစာကာလည်းဘာမှမလုပ်နိုင်ဘူးမတို့ကြီးဆိုပို့ဆိုးတယ်မတို့ကသူမတန်တဲ့ဘက်မှာကစားနေရတဲ့အတွက်ပို့ပြီးတော့ဆိုးတယ်မတို့ကြီး cross ball တွေထောင်းတယ်လူပေးတယ်ဒီတော့ပဲတလုံးဆိုရင်ဗျာအစေးကန်ရဘက်လမ်းကြောင်းတွေကိုထည့်ပေးတာတကယ်ကောင်းတယ်ဗျာကန်ရဘက်ကလည်းဘလုံးဆွဲပါကောင်းတယ်အဲ့တော့ကန်ရဘက်ရဲ့နန်ယူတရားကိုလက်နဲ့ပုတ်ပြီးတော့တွန်းသွားတာဗျာအဲ့ဒါယူပင်နေမပေးဘူးလေဖွေးရတကယ်အဲ့လုံးဆိုတကယ်ပင်နေပေးရမယ်အလုံးနဲ့ပင်နေမပေးဘူးအာဆင်နယ် hard space မှာဘလုံးတွေရတယ်အေဗာတန်ရဲ့ defensive ပတ်စုံမှာဘလုံးတွေရတယ်ဘလုံးတွေကင်တယ်လှည့်တယ်ခောက်တယ်လူပေးတယ်အဲ့ချိန်မှာအေဗာတန်ကစားသမားတွေကသူတို့ရဲ့ကျွမ်းကျင်ပိုင်နိုင်တဲ့ interception တွေလုပ်တယ်တက်ကယ်တွေလုပ်တယ်တဲ့အတက်လို့ပြီးအဓိက MDA လို့ရှိကိုပေးတယ်အတူတူ driven skill နဲ့သူ့ရဲ့ individual skill နဲ့လှည့်တယ်ခောက်တယ်ကန်တယ်တလုံးဆိုရင် MDA က individual skill နဲ့တောင်ပန်းနေဆွတ်ထွက်လာပြီးတော့အေယာတဲ့ cross ball ထောင်တယ်ရာထွက်ပြီးတော့ပုတ်လိုက်တယ်ပုတ်ပြီးတဲ့အချိန်မှာ Carapio လည်းသူဖြတ်လို့ရမှာဆိုပြီးတော့ရာထွက်ပို့တော့သူဟန်ချက်ပြတ်သွားပြစ်လဲသွားတယ်ပြစ်လဲတော့အချိန်မှာ MDA ကနေပြီးတော့လက်ကစ်တဲ့အချိန်မှာ Carapio စော်ရမိုက်သူလဲနေနေကို6 gaming 6ကိုထောင်ပြီးတော့ကာသွားတာအဲ့လိုသူတော့မကာရင်ရာပုတ်နေတယ်ဆိုမှရာမထိတော့ဘူးကိုးသွားတဲ့အနေအထားမှာရှိတယ်နောက်တော့မနေ့ကတိုးချင်းဖြတ်ကျော်ပြီးဆွဲလာတယ်အေယာထိတ်ကနေပြီးတော့လမ်းပြီးကန်တယ်
တိုင်မန်သွားတယ်တကယ်အဲ့အလုံးတွေကတော်တော်လေးကိုနီးနီးဆက်ဆက်တွေတော်တော်လေးကိုကြောက်ရတဲ့အလုံးတွေ review hall လေအေယာထိတ်ကနေလှမ်းကန်တဲ့တလုံးဒါကိုသမားကာဝယ်လိုက်လို့နောက်တလုံးဆိုတော့ဗီတိုအေယာထဲမှာရှုပ်ချက်ခတ်နေတဲ့ကြားထဲနဲ့ဖြတ်ကန်ကိုသမား6တဲ့မှန်ပြီးထွက်သွားတယ်အဲ့ပထမပိုင်းကျွန်တော်15မိနစ်စင်းနေကနေပြီးတော့မိနစ်20မိနစ်25မိနစ်လောက်လေတော်တော်ပြာခတ်သွားကျွန်တော်အတင်းကဒီနေ့ကစားတာအပေါင်းလက္ခဏာစောင်းတယ်တခုပဲတင်းမဒဏ်ရာရောက်သွားတဲ့အတွက်တင်းမဒဏ်ရာအချင်းချင်းဆိုးလားမဆိုးတော့မသိရသေးဘူးအဲ့ဒါကြီးတခုပဲကျွန်တော်အတင်းအနှုတ်လက္ခဏာစောင်းတယ်ကျန်တဲ့ဟာတွေတော့လုံးဝအပေါင်းလက္ခဏာစောင်းတယ်ကျွန်တော်အတင်းဆောင်ရမ်းကောင်းနေပြီဆောင်ရမ်းကိုအရင်လိုမျိုးခြေစွမ်းကိုပြန်မြင်ရပြီလို့ကျွန်တော်မြင်တယ်ဒီအတွက်ကြောင့်ဖလားလေးလုံးနန်းချောင်းမှာတော့ဆောင်ရမ်းကိုအသက်ဝင်နေတယ်ညီကတို့ကဒီပွဲမှာဘယ်လိုမြင်လဲဒီပွဲကစားတာကိုကြည့်ပြီးတော့ညီကတို့ရဲ့စိတ်ထဲမှာကျွန်တော်တို့ပဲခံစားနေရလားကျွန်တော်ကတော့ဒီပွဲကိုကြည့်ပြီးတော့ငါတို့အာဆင်နယ်ဒီနေ့ပွဲတအားကောင်းတယ်တချို့ပွဲကျုံနိုင်တယ်ဒါပေမဲ့ဆက်ပြရတယ်ဂိုးတွေရတယ်ခက်ရခက်စင်းနဲ့နိုင်သွားတယ်ပွဲမှာကစားတာတော့မကောင်းဘူးနိုင်ပွဲရယူတဲ့အတွက်ပျော်တယ်ဒါပေမဲ့ဒီနေ့ပွဲကအဲ့လိုမဟုတ်ဘူး Stormman ဝင်လာပြီးကြီးနေတဲ့အချိန်မှာငါတို့အသင်းဂိုးရတော့မယ်ဆိုတော့ခံစားမိနေပြီစိတ်ကတော်တော်ကြီးကောင်းတာအရင်တော့Everton ကမစ်ဘလော့တွေနိုးဘလော့တွေနဲ့အထက်ထပ်ပိတ်ပြီးတော့အာဆင်နယ်ကိုကစားတာအာဆင်နယ်ကစားတော့အာဆင်နယ်မှာကဒီလိုကစားပြီဆိုရင်ကျွန်တော်အသင်းကဒီမစ်ဘလော့လိုဘောတွေဖြေဖို့အတွက်အင်တာဗျူးစကင်းနဲ့အတင်းတော့တိုးဝင်တဲ့ကောင်တွေဘော်ဒီဖိတ်နေပြပြီးလက်ထွက်တဲ့ကောင်တွေအဲ့လိုမျိုးရှိမှရမှာဒါပေမဲ့ဒီကရိုက်စကောဇူမန်တွေရောဒါမျိုးမလုပ်နိုင်ဘူးဇူမန်နဲ့မက်စတောင်းမန်နဲ့လူစားလဲလိုက်တယ်ဆောင်ရအောင်ကောင်းသွားတာသူတို့နဲ့လူစားလိုက်တာဆောင်ရအောင်ကောင်းသွားတာမက်စတောင်းမန်ကိုရိုက်ဝင်းကိုပို့တယ်ဘူကောက်ဆာကာကိုအတွင်းထဲကိုထည့်တယ်တို့နှစ်ယောက် link up ပလေးတို့နှစ်ယောက်က what dash ဆောင်ရမ်းမိုက်တယ်ဗျာသိလားသူတို့အချိတ်ဆက်လေးတွေအဲ့မှာအဈေးကနေပြီးတော့ box ထဲကနေအဈေးပါလဲဆိုတော့ master man တို့ဝင်လာပြီးမှဒါတွေ့ကြရတာဟာအဈေးရကွာဘာမှလည်းမလုပ်နိုင်ပါဘူးကွာဘာဖြစ်နေညာပြဒါပေမဲ့ဒီဘက်မှာအဈေးပါလဲဆိုတော့တကယ်ကိုသိတာအဈေးဒီဘယ်လိုနေရာမျိုးမှာကစားတတ်တယ်ဘယ်လိုနေရာကိုကောင်းလဲဆိုတော့တကယ်ကိုသိရတာတကယ်မိုက်တယ်89မိနစ်မှာအာဆင်နယ်လက်ပြပေါ်ရတယ် mass square နေပြီးတော့ master man ကိုချပြီး master man ကနေပြီးတော့ goal area box ထဲကို cross တော့ထောင်းတယ်cross ထောင်းတဲ့ဟာကိုပစ်ဖို့ဒီထွက်ပုတ်တယ်သူမမကတ်ထွက်ပုတ်တယ်အဲ့အချိန်မှာကျွန်တော်တို့ရဲ့အချစ်တော်ကစားသမားဟင်ကားပေးဟဲ့အောင်မင်းတို့ကောင်တွေရှုပ်တယ်ကွာမင်းတို့ကောင်တွေရှောင်းနေအစစ်မလုပ်ဘူးကွာဒီမှာတွေ့လာဆိုတော့လုတ်လိုက်တယ်အစစ်ပေးလိုက်တယ်ကျွန်တော်တို့ရဲ့ Yogret area box ထဲမှာ space ရှိနေရင်တော့ Ronaldo နဲ့နေလားငါလားကစားသမားပဲကျွန်တော်တို့ရဲ့ Rockets ကတသားရအဆုံးတက်ပြီးဂိုးသွင်းတယ်1-0ဖြစ်သွားပြီချင်းနေကောင်းသွားပြီနေပြအာလီတာလည်းငါးအောင်တို့မင်းတို့ပုံမှန်ပဲကစားတော့ defensive ဘက်အောင်ပို့ပြီး defensive action တွေကိုလှုပ်တယ်ဒီချိန်မှာနောက်ဆုံးမိနစ်ရောက်နေပြီအာဆင်နယ်ကော်နာပေးလိုက်ရတယ်ငါပစ်ဖို့ရတယ်နောက်ဆုံးမိနစ်မှာခေါင်းတိုက်မယ်ပေါ့ကျွန်တော်အာဆင်နယ်အသင်းကို1-1ကြအောင်သူလုတ်ပစ်မယ်ပေါ့ဆိုတော့ကျွန်တော်ပြောတယ်ကျွန်တော်တို့ရဲ့အသင်းရဲ့အေယာဘောက်ထဲကိုဝင်လာတယ်အေယာထောင်းတယ်ရှင်းတယ်မာတင်နယ်ကခေါင်းတက်ပြီးတော့ဖြတ်ချတယ်မက်စတောင်းမန်ကစောင်းရမိုက်တယ်ဗျာမက်စတောင်းမန်ခေါင်းလေးနဲ့တစ်ချက်ဖတ်ကြတယ်ဆိုပြီးတော့ကြော်သွားတယ်ကြော်သွားပြီးတော့ဘယ်လေးနဲ့ထွက်မလို့နဲ့ညာမင်းနဲ့ဂါနာကိုဖြတ်ကြော်သွားတယ်နှစ်ယောက်ကိုလှည့်သွားတယ်နှစ်ယောက်ကိုလှည့်သွားပြီးတော့အောင်ဆုံးပြီဆောင်ရမ်းကိုမိုက်တယ်ဗျာအသက်ကခုမှ16နှစ်နဲ့83ရက်ပဲရှိတဲ့ကစားသမားကပရီးမီးယားလိမှာအသက်ငယ်ဆုံးဂိုးသွင်းရှင်ကိုဖြစ်သွားတယ်တကယ်မိုက်တယ်ဗျာဒီဘက်ညီကိုတို့ဘယ်လိုနေလဲကျွန်တော်ဒီနေ့ပွဲမှာတော့တကယ်ဘူးဗျာနှလုံးထဲအောင်မထွက်ဒီနေ့ကစားတာကြည့်ပြီးတော့အစာပိုင်းမှာတော့ဟာငါတို့တင်းညကွာဒီလိုပဲလိုးတော့မဲပြောတွေဖြည့်တဲ့နေရာမှာတော်တော်လေးကိုခက်ခဲနေတယ်ငါထင်သူလိုပဲဆက်ပြီးနဲ့လာတယ်ပေါ့ဒါပေမဲ့ကျွန်တော်အသိမှာပညာရေးလက်နက်တွေအကုန်ရှိတယ်နော်မထုတ်သုံးနေတာမပြသေးတာရှို့ထားတာဆက်ရာသီစားတွေကဒီလိုကစားကွက်တွေဒီလိုပြောဟာတွေသိနေဆိုရင်ကျွန်တော်တို့ပရီးမီးယားလိရဲ့အသင်းတွေကဒါမျိုးကာကွယ်တဲ့နေရာမှာအရန်ကောင်းတယ်ဒီတော့ကြောင့်ထုတ်မပြဘူးနောက်ဆုံးအဆုံးသက်ရာသီပြေးကနေမှလက်နက်တွေကိုထုတ်ပြတာတကယ်မိုက်တယ်ညီကတို့ဒီပွဲမှာဘယ်လိုမြင်လဲကျွန်တော်ကဒီပွဲကိုတော့အရန်ကြိုက်တယ်ဒီပွဲမှာအပေါင်းလက္ခဏာတွေစောင်းတယ်ဒီလိုကစားကွက်တွေကကစားမယ်ဆိုရင်လေဘာကူစင်တွေပွဲမှာလည်းတေးကြတယ်ကျွန်တော်တို့အနိုင်ရမယ်အနိုင်တော့မှ1-0တော့မဟုတ်ဘူး2-0 3-0ဆိုတော့ရတဲ့လူတွေတော့အနိုင်ရမယ်ကျွန်တော်အဲ့လိုမြင်တယ်ညီကတို့ရဲ့အမြင်လေးကိုလည်းကွန်မန့်မှာရေးသွားပေးပါအားလုံးကျေးဇူးတင်ပါတယ်